ကိုရီးယားမှာကျောင်းတက်တော့မယ်ဆိုရင်တေချာပေါက်သိထားတဲ့ကိုရီးယားတက္ကသိုလ်ရဲ့စုကမ်းရှင်ချောင်း course registration process ဒါမှမဟုတ်ရင်တော့ကိုရီးယားတက္ကသိုလ်ရဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေခြားက click တိုက်ပွဲညောဆရာတို့မေ every day ကတချင်မချင်ဖြစ်ပါရဲ့ရှင်ဒီနေ့ဗီဒီယိုလေးကတော့အခုလက်ရှိကိုရီးယားမှာကျောင်းတက်နေကြတဲ့ကျောင်းသူကျောင်းသားတွေနဲ့မကြခင်မှာကိုရီးယားတက္ကသိုလ်တွေကိုလာပြီးတော့ကျောင်းတက်ကြမယ်ကျောင်းသူကျောင်းသားတွေအတွက်တေချာပေါက်သိထားတဲ့တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့အသက်သွေးကြောလို့ပြောလို့ရတယ်စုကမ်းရှင်ချောင်းနဲ့ဖြူခွာခွာကျောင်းလေးအကြောင်းကိုပြပြပေးတော့မယ့်ဗီဒီယိုလေးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကပေါ့နော်အကြောင်းအရာလေးကအသေးစိတ်ကြပြီးတော့ရှေ့တဲ့ဗီဒီယိုလေးဖြစ်လို့ခြေကအဓိကအပိုင်း၃ပိုင်းနဲ့ပြောပြတော့မှာဖြစ်ပြီးတော့အပိုင်း၁မှာတော့စုကမ်းရှင်ချောင်းအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်ပြီးတော့အပိုင်း၂မှာကတော့ဖြူခွာခွာကျောင်းကဘာလဲဆိုတာကိုပြပြပေးတော့မှာဖြစ်ပြီးတော့အပိုင်း၃မှာတော့ခြေနဲ့အတူတူခြေတို့ကျောင်းကဖြူခွာခွာကျောင်းခြေရဲ့ဖြူခွာခွာကျောင်းကိုနမူနာအနေနဲ့ကြည့်ပြီးတော့ဖြူခွာခွာကျောင်းကြည့်တဲ့အခါမှာသတိထားရမယ့်အချက်ကလေးတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ပထမဆုံးစုကမ်းရှင်ချောင်းလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးပါမယ်ဒါဆိုရင်စုကမ်းရှင်ချောင်းဆိုတာဘာလဲလို့ပြောမယ်ဆိုရင်အခြေခံကြဆုံးကတော့စုကမ်းရှင်ကျောင်းဆိုတာကကိုရီးယားတက္ကသိုလ်တွေမှာခြေတို့ကျောင်းတက်တဲ့အခါမှာကိုတက်ချင်တဲ့အတန်းတွေကိုကိုယ်တိုင်ရှောက်ထားရတဲ့ process ဖြစ်ပါတယ်ဒါကကြတော့ခြေတို့ပေါ့နော်မြန်မာကျောင်းသားတွေတော်တော်စိမ့်ကြတယ်ဘာလို့လဲဆိုတော့ခြေတို့မြန်မာမှာခြေတို့တက္ကသိုလ်တက်ခဲ့တော့ကခြေတို့ကျောင်းမှာတော်တော်များများမှာပေါ့နော်ဒီလိုမျိုးကိုတက်ချင်တဲ့အတန်းကိုရှောက်ထားရတာမျိုးမရှိဘဲနဲ့ကိုမေဂျာအလိုက်မေဂျာမိုင်နာကတတ်မှတ်တယ်ရှိပြီးတော့ကိုကအတန်းထဲမှာထိုင်ပြီးတော့စောင့်နေအောင်ပဲဆရာမတွေက professor တွေကအတန်းထဲဝင်ပြီးစာတင်သွားတာမျိုးကိုဘက်ကတတိတက်တက်ငါပဲအတန်းတက်ချင်ပါတယ်ငါပဲမေဂျာကိုစိတ်ဝင်စားပါတယ်ဆိုပြီးတော့ခြေတို့ဘက်ကလိုက်ရှောက်ရတာမျိုးမရှိဘူးပေါ့နော်ဒါပေမဲ့ဒီမှာကတော့ခြေတို့တက္ကသိုလ်တွေတက်တဲ့အခါမှာကိုစိတ်ဝင်စားတဲ့အတန်းကိုတက်ရမယ့်အတန်းတွေကိုကိုယ်တိုင်ရှောက်ထားရတယ်ဒါကြောင့်လည်းခြေခုနကပြောရဲပေါ့နော် click တိုက်ပွဲလို့ပြောရဲပေါ့နော်ဒီမှာဆို click ကျွန်းချင်းလို့ခေါ်ရဲပေါ့နော်နာမည်ကြီးတဲ့အကြောင်းတွေကျောင်းသားများတဲ့အကြောင်းတွေမှာပြီးတော့တကယ်နာမည်ကြီးတဲ့အတန်းတွေဆိုရင်ပေါ့နော်ဥပမာဒီ professor ကစာမိုးဝဲမှာအမှတ်ကောင်းပြီးတာမျိုးဒီ professor စာသင်ကောင်းတာမျိုး professor ကနာမည်ကြီးရင်ကြီးတယ်လို့ဒီအတန်းကိုဝင်ကျင်တဲ့ကျောင်းသားတွေအများများတယ်ပြီးတော့ကိုရှောက်ချင်တဲ့အတန်းကိုတက်ချင်တဲ့အတန်းကိုကိုယ်တိုင်ရှောက်ရတာဖြစ်တဲ့အတွက် professor နာမည်ကြီးတဲ့လောက်ဒီအတန်းကိုဝင်ကျင်တဲ့ကျောင်းသားတွေများတယ်ဒါပေမဲ့လည်းတန်းမှာလူဦးရေအရေးအတွက်ကန့်သက်ချက်ရှိတဲ့အခါမှာကိုကတက်ချင်နေမဲ့အဲ့လိုပေါ့နော်အပြိုင်လျှောက်ရတဲ့အခါမှာပေါ့နော်ကျောင်းသားတွေအပြိုင်လျှောက်တဲ့အခါမှာကိုကနောက်ကျသွားရင်မရနိုင်တာမျိုးဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ဒီစုကမ်းရှင်ချောင်းလုပ်တဲ့အချိန်မှာဆိုရင်ဒီကကိုရီးယားကတက္ကသိုလ်ကျောင်းသားတွေတော်တော်များများပေါ့နော်ကိုတက်ချင်တဲ့အတန်းကိုရဖို့အတွက် PC ban လို့မျိုးနေရာတွေအထိကိုတွားပြီးတော့neighbor clock တွေပါနေတယ်အချိန်ကိုဟုတ်လား minute second ကိုမှနောက်ထပ်ပြီးတော့အသေးစိတ်အချိန်ကိုအဲ့လိုအတိအကျနဲ့လိုက်ပြီးတော့အချိန်အတိအကျဖြစ်ပြီးစုကမ်းရှင်ချောင်းရှောက်လို့ရပြီဆိုတာနဲ့ click ကိုနှိပ်ပြီးတော့ပေါ့နော်အပြိုင်ဆိုင်ရှောက်ကြတာပေါ့နော်ခြေလဲအခုလက်ရှိပေါ့နော်ခြေဆိုရင်ဒီကိုရီးယားမှာ3 semester တက်ပြီးတစ်နှစ်ခွဲကျော်ပြီပေါ့နော်ခြေဆိုရင်အဲ့အတွင်းမှာဆိုရင်ခြေလဲစုကမ်းရှင်ချောင်းကလောက်ခဲ့3ခါလောက်လုပ်ပြီးရဲ့အချိန်မှာတကယ်နာမည်ကြီးအတန်းတွေပေါ့နော်ဒီ professor A+ တွေပါပေးရဆိုရင်ကိုလည်းအဲ့တန်းရောက်ချင်တာပေါ့ဟုတ်တယ်မလား grade ကောင်းလေးရချင်တာပေါ့ဒါဆိုရင်နာမည်ကြီးရင်ကြီးသလားကိုလိုပဲတခြားကျောင်းသားတွေလည်းအများကြီးဝင်ကျင်ကြတဲ့အခါမှာရှောက်တယ်ပေါ့နော်မရလိုက်တာတွေကများပါတယ်ကိုရီးယားကျောင်းသားတွေကတော့တကယ်တွက်နေကြတယ်ပေါ့နော်ခြေတို့ international student တွေကတိတ်ပြီးမသိရလဲများတယ်ပြီးရင်ခြေဆိုရင်တော့များသောအားဖြင့် PC ban တွေပါတော့မသွားဘူးအိမ်မှာပဲရှောက်လေးရှိရပေါ့နော်အဲ့လိုမျိုးအပြိုင်ဆိုင်များတယ်ကိုတက်ချင်တဲ့အတန်းဝင်ရှောက်ရတာဒါပေမဲ့အတန်းကပေါ့နော်နာမည်အဲ့လောက်ကြီးမကြီးဘူးဒါပေမဲ့ professor ကြောင့်မို့နာမည်မကြီးရတာမဟုတ်ဘူးเนาะတချို့အတန်းတွေကတော့အဲ့လိုပေါ့နော်လူသိစိတ်ဝင်စားတဲ့အတန်းတွေအဲ့လိုတက်ကိုတက်ရမယ့်အတန်းတွေမျိုးဆိုရင်တော့တေချာပေါက်ဝင်ခွင့်တော့ရပါတယ်အဲ့လိုမျိုးလေးလည်းရှိပေမဲ့minor တန်းတွေဆိုရင်လူရတာများရပေါ့နော် major တန်းတွေကတော့အလောက်မလူအောင် major တန်းတွေကကြတော့ major သမားတွေကိုအရင်ဦးစားပေးဥပမာပြောရရင်ခြေကစိတ်ပညာ major ကျောင်းသူဖြစ်တဲ့အတွက်ခြေတို့စိတ်ပညာ major တန်းတွေကိုရှောက်တဲ့အခါမှာခြေတို့ကပထမဦးစားပေးအနေနဲ့ major ဒီ major ကိုယူထားတဲ့လူတွေပထမဆုံးရင်ရှောက်တယ်ရှောက်ပြီးတော့နေရာ look လေးတွေကျန်တဲ့အခါမှာတခြား major လူတွေကဒီ major ကိုစိတ်ဝင်စားရဲဆိုရင်လာလျှောက်ကြရပေါ့နော်အဲ့ဒါမှကို major ဆိုရင်တော့တက်ခွင့်ရတာများတယ်အဓိကအပြင်လူရတာကခြေတို့ကြောင့်မှဆိုတော့ minor တွေတအားလူရတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေအဲ့လိုမျိုး process ကိုခြေတို့စုကမ်းရှင်ချောင်း course registration process လို့ခေါ်ရဲပေါ့နော်ဒါကြောင့်မို့လို့ကိုရီးယားရောက်တဲ့အခါမှာရော်ဒဘိုးတို့တေချာပေါက်တတိထားမှာကဒီစုကမ်းရှင်ချောင်းလို့ဖို့မမေ့ပါနဲ့ကျောင်းရဲ့ website မှာအမြဲတမ်းခုကျောင်းဖွင့်မောက်မယ်ဆိုရင်6လပိုင်းဆိုခုခြေတို့ second semester စဖွင့်ပြီဆိုရင်ခြေတို့ဘဲချိန်မှာလဲဆိုရင်ကျောင်းမဖွင့်ခင်တက်လာလောက်8လပိုင်းဆိုရင်စုကမ်းရှင်ချောင်း process တွေစကြပြီဒါကြောင့်မို့လဲခြေဒီ video လေးကိုလုပ်တာပေါ့နော်ဘာလို့လဲဆိုရင်အခု6လပိုင်းဆိုရင် international student တွေကကိုရီးယားကိုကျောင်းဝင်ကြရဲပေါ့နော်ကိုရီးယားမှာတော့ကျောင်းသားတက်တယ်မရှိသလောက်ပေါ့နော်ဒါပေမဲ့ international student တွေကမသိရများတယ်ဒါကြောင့်မို့ခြေတို့ကျောင်းကခြေတို့မြန်မာကနေလေကိုရီးယားကိုဒီနေ့ဒီ2နဲ့တက္ကသိုလ်တွေဝင်ခွင့်ရထားတဲ့ကလေးတွေကိုကျောင်းရဲ့ဒီစုကမ်းရှင်ချောင်း process လေးကိုတေချာသတိထားပြီးကြည့်ပါ8လပိုင်းလောက်ဆိုရင်စုကမ်းရှင်ချောင်းလေးစပြီ
အဲ့ဆိုရင်ကိုတက်ချင်တဲ့အတန်းလေးတွေကိုကိုယ်တိုင်ရှောက်ရတာမို့လို့တတိလေးတစ်ချက်ထားပြီးရှောက်ထားဖို့အတွက်တတိပေးရပေါ့နော်ပြီးတော့ကျတော့တခုကန်ကောင်းတာကတချို့ကျောင်းတွေကကြတော့ first year first semester မှာကျောင်းဘက်ကနေစုကမ်းရှင်းချောင်းလုပ်ပေးရမျိုးရှိတယ်ဆိုတော့သူတို့ထည့်ပေးတဲ့အတန်းတွေပဲကိုတက်လို့ရတယ်ကိုဘာသာကိုထိုက်တယ်ပဲကိုညှိလို့မရချဲတို့ဆိုရင်တော့ကိုယ်တိုင်ရှောက်ရတာဖြစ်တဲ့အတွက်ကိုကျောင်းသွားခြင်းတဲ့ရက်ကိုကိုယ်တိုင်ရွေးလို့ရတယ်ပေါ့နော်ငါဒီရက်တော့ကျောင်းမသွားခြင်းဘူးဒီနေ့တော့ဒီအတန်းကိုမနက်ပိုင်းမယူခြင်းဘူးနေ့လယ်ပိုင်းပဲယူခြင်းတယ်ဆိုတဲ့အခါမျိုးမှာဆိုရင်ကိုယ်တိုင်ရှောက်ရင်တော့ကိုဘာသာကိုအချိန်ရွေးလို့ရတယ်ကျောင်းဘက်ကရှောက်ထားပြီးရပေါ့နော်ဆိုရင်တော့ကိုဘာသာကိုရွေးလို့မရဘူးပေါ့နော်ကျောင်းဘက်ကထည့်ပေးတဲ့အတိုင်းတက်ရမယ်အဲ့လိုမျိုးဆိုရင်တစ်ပတ်တည်း၄ရက်တည်း၅ရက်တည်းဖြစ်သွားနိုင်တယ်ကိုကစုကန်းရှင်းချောင်းကိုတည်တည်ချာချာသာလုပ်နိုင်နေဆိုရင်တစ်ပတ်ကို2ရက်လောက်ပဲကျောင်းသွားရမျိုးလေဖြစ်နိုင်တယ်ဘာလို့လဲဆိုအဲ့ဒါတကယ်လက်တွေ့နော်ချဲဆိုရင်တကယ်စာများနေကျောင်းပေါ့နော်ဒီလိုကျောင်းမှာတက်နေရတော့မှချဲတော့မှfirst year second semester တော့ကတစ်ပတ်ကို2ရက်ပဲကျောင်းသွားလို့ရအောင်လုပ်ခဲ့ပူရပေါ့နော်ပြီးခဲ့တဲ့ semester မှာတော့တစ်ပတ်ကို3ရက်ပဲသွားတယ်ဒါပေမဲ့စာများနေကျောင်းဆိုဟိုအတန်းချိန်ကတော့များရပေါ့နော်သွားတဲ့2ရက်မှာဆိုရင်မနက်ကနေညနေအထိအတန်းတွေထောက်လျှောက်ပြည့်ပြီးတော့စာမွေးဖြေရတဲ့အခါမှာတစ်ရက်ထဲမှာ2ဘာသာရ3ဘာသာရဖြေရတာမျိုးရှိတယ်အဲ့လိုမျိုးစာပြရတော့ရှိပေမဲ့ကျောင်းသွားတဲ့ရက်ကိုရှော့ကျင်နေဆိုရင်တော့ကိုယ်တိုင်စုကန်းရှင်းချောင်းလုပ်ရတာအကောင်းဆုံးပေါ့နော်အဲ့ဒါကြောင့်မို့ဒီ process လေးကစုကန်းရှင်းချောင်း course registration process လို့ခေါ်ပြီးတော့ကိုတက်ချင်တဲ့အတန်းကိုကိုယ်တိုင်လျှောက်ထားရတယ်ပေါ့နော်တချို့ကျောင်းတွေကကျောင်းဘက်ကရှောက်ပေးရမျိုးလေးရှိတယ်ရှောက်မပေးတဲ့ကျောင်းတွေကတကယ်လို့ကိုကဒီ2နဲ့ကျောင်းဝင်ခွင့်ရထားရဲဆိုရင်ကိုကျောင်းကရှောက်ပေးလိုက်ရှောက်မပေးလိုက်တစ်ချက်ကြည့်စုံစမ်းကြည့်ပြီးတော့ရှောက်မပေးဘူးဆိုရင်ကိုရိုင်းရှောက်ဖို့အတွက်ဒီစုကန်းရှင်ချောင်းပြိုကွာကွာကျောင်းနဲ့ပတ်သက်ပြီးတော့လေ့လာရတော့မယ်ပေါ့နော်ဒါကတော့ပထမဆုံးအပိုင်း1အတွက်စုကန်းရှင်ချောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးတာပါဆိုရင်ခြေတို့အခုစုကန်းရှင်ချောင်းအကြောင်းပြောပြသွားပြီဆိုတော့နောက်တစ်ခုပြိုကွာကွာကျောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါမယ်ပြိုကွာကွာကျောင်းကိုခြေတို့အလွယ်မှတ်ထားမယ်ဆိုရင်တော့ကိုမိကြရဲ့ curriculum လို့မှတ်ထားလို့ရပါတယ်ပြိုကွာကွာကျောင်းမှာဘာတွေပါလဲဆိုရင်ရော်တော်ဘုန်းတို့ဘွဲရဖို့အတွက်လိုအပ်တဲ့ credit ရော်တော်ဘုန်းတို့ဘွဲရဖို့အတွက်တက်ရမယ် major တွေ minor တွေအကုန်လုံးကိုအသေးစိတ်အဲ့ဒီပြိုကွာကွာကျောင်းမှာပြပေးထားတယ်ဒါကြောင့်မို့လို့ရော်တော်ဘုန်းတို့ကိုရီးယားကိုကျောင်းဝင်ခွင့်ရပြီးသွားပြီဆိုရင်ကျောင်းတက်ရတော့မယ်ဆိုရင်ကိုယ့်ရဲ့ကျောင်း website ကိုသွားပြီးတော့ကို major လိုက်ကိုကျောင်းဝင်ခွင့်ရတဲ့နှစ်အလိုက်ဒီပြိုကွာကွာကျောင်းပေါ့နော်ကို major ရဲ့ curriculum ကိုတေချာပေါက်သွားပြီးတော့ download ဆွဲပြီးတော့ဒါလေးကိုအသေးစိတ်လေ့လာဖို့ကအရေးကြီးပါတယ်ဒါပေမဲ့ဒီမှာတစ်ခုသတိထားရမှာကကိုကပေါ့နော်ဒီကိုကျောင်းဝင်ခွင့်ရတဲ့ကျောင်းမှာဒီတနိုင်ငံသားမြန်မာနိုင်ငံကအတူတူပေါ့နော်တနိုင်ငံသားတငယ်ချင်းရှိတယ်ဒါပေမဲ့တငယ်ချင်းရှိရသူနဲ့ကိုယ်နဲ့ major အတူတူပဲဆိုပြီးသူ့ရဲ့ grade ကွာကွာကျောင်းကိုသွားပြီးတော့ကြည့်လို့မရဘူးဘာလို့လဲဆိုတော့ grade ကွာကွာကျောင်းတွေကကျောင်းဝင်ခွင့်ရတဲ့နှစ်အလိုက်မတူဘူးပေါ့နော်ဒါကြောင့်မို့လို့ကိုကျောင်းဝင်ခွင့်ရတဲ့နှစ်အလိုက်စစ်ရမယ်ပေါ့နော် major တူရင်တော့မှကျောင်းဝင်ခွင့်ရတဲ့နှစ်မတူရင်မတူဘူးဒါကြောင့် major တူကျောင်းဝင်ခွင့်ရတယ်နှစ်အတူဆိုရင်တော့တူနိုင်တယ်ပေါ့နော်ဒါကြောင့်မို့တူတယ်ပေါ့နော်အဲကြောင့်မို့လို့ရော်တော်ဘုန်းတို့စစ်တဲ့အခါမှာကျောင်းဝင်ခွင့်ရတဲ့နှစ်အလိုက်သွားပြီးတော့ထောင်းလို့ဆွဲဖို့အရေးကြီးတယ်ဥပမာပေါ့နော်ကိုက2025spring intake မှာကျောင်းဝင်ခွင့်ရတယ်ထားပါတော့ချဲ့လို့ဆိုရင် psychology နဲ့ကျောင်းဝင်ခွင့်ရထားရဆိုရင်ကျောင်းရဲ့ website ကိုသွား Haksa များသောအားဖြင့်ပေါ့နော် Haksa အားနည်းမှာရှိတယ် Haksa အားနည်းရဲ့အောက်ကမှာကျတို့ဒီကြိုးကွာကွာကျောင်းကိုသွားပြီးတော့စစ်ဆေးလို့ရတယ်အဲဆိုရင်ကိုက2025မှာကျောင်းဝင်ခွင့်ရတယ်ဆိုရင်2025ကိုယ့်ရဲ့ major ရှင်းမိဟာကွာ psychology အဲ့လိုမျိုးရွေးပြီးရင်တို့ကကြိုးကွာကွာကျောင်းကြလာရဲဆိုရင်ကျတို့အဲ့ file လေးကို download လုပ်ပြီးတင်လို့ရရရှိတယ်လို့ website မှာပဲတစ်ခါရဲကျတို့စစ်လို့ရတယ်အဲ့ဒါကြောင့်မလို့ကိုကလက်ရှိကိုရဲ့တက္ကသိုလ်တွေကိုကျောင်းဝင်ခွင့်ရထားတာမျိုးဒါမှမဟုတ်အခုလက်ရှိကျောင်းတက်နေပြီမဲ့လေကြိုးကွာကွာကျောင်းတစ်ခါမှမစစ်ပေးဘူးသေးဘူးဆိုရင်တော့နောက်မကြသေးပေါ့နော်အတန်းရမ်းကြီးသေးရင်တော့နောက်မကြသေးဘူးအခုကျောင်း website မှာဝင်ပြီးတော့ဒီလိုမျိုးကိုရဲ့ကျောင်းဝင်ခွင့်ရတဲ့နှစ်အလိုက်တေချာပေါက်စစ်ကြည့်ပါအဲ့ဒီမှာရော်တော်ဘုန်းတို့ကျောင်းတက္ကသိုလ်တက်တဲ့အခါမှာတိထားတဲ့နဲ့ရှိထားတဲ့နဲ့တက်ထားရမယ်အတန်းတွေအကုန်လုံးကိုအသေးစိတ်ဖော်ပြထားပါတယ်။နောက်ပြီးရင်တော့နောက်အပိုင်း3မှာတော့ channel အတူတူဒီ grade ကွာကျောင်းကြည့်နေလေးကိုအသေးစိတ်ပြောပြပြီးတော့မှမို့လို့ share ကတော့ share တို့ရဲ့ကျောင်း website နဲ့ကြည့်ပြပေးမှာပေါ့နော်။အဲကြောင့်မို့လို့အဲ့မှာ grade ကွာကျောင်း channel အတူတူကြည့်ရင်လည်း grade ကွာကျောင်းကြည့်တဲ့အခါမှာဘယ်ချက်လေးတွေသတိထားတင်နေဆိုတာကိုအသေးစိတ်ပြောပြပေးသွားပါမယ်။ဒါကြောင့်မို့လို့အခုအဆင့်2အပိုင်း2အနေနဲ့ရော်တော်ဘုန်းတို့တေချာပေါက်လောက်ရမှာကကျောင်းဝင်ခွင့်ရပြီးသွားပြီဆိုရင်ကျောင်းရဲ့ website မှာကိုယ့်ရဲ့ကျောင်းဝင်ခွင့်ရတဲ့နှစ်ကျောင်းဝင်ခွင့်ရတဲ့နှစ်ရဲ့ကျောင်းဝင်ခွင့်ရတဲ့ major ကိုကြိုးကွာကွာကျောင်းမှာရှာပြီးတော့ download လေးဆွဲပြီးတော့ဒီ file လေးကိုလေ့လာထားပါကဲဒါဆိုရင်တော့ခြေတို့အပိုင်း3မှာခြေတို့အတူတူဘယ်လိုမျိုးကြည့်မလဲဆိုတာအသေးစိတ်ပြောပြပေးပါမယ်ကဲအခုတော့ချင်းနဲ့အတူတူကြိုးကွာကွာကျောင်းကြည့်နေလေးကိုခြေကလက်တွေခြေတို့ကျောင်းကချက်မိကြကြိုးကွာကွာကျောင်းလေးနဲ့အတူတူလက်တွေပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကြိုးကွာကွာကျောင်းကြည့်တော့မယ်ဆိုရင်ပထမဆုံးကိုကျောင်းရဲ့ website မှာသွားပြီးတော့စစ်ရမယ်ပေါ့နော်။ခြေကတော့လက်ရှိ e-day မှာတက်နေတဲ့ကျောင်းလူဖြစ်တဲ့အတွက်ခြေတို့ကျောင်းရဲ့ official website ဖြစ်တဲ့ Iwa Women University ဒီ website လေးတွေကိုခြေကဝင်လိုက်မယ်။ဝင်ပြီးရင်ခြေတို့
များသောအားဖြင့်တော့ဒီပေါ့နော်ကိုရီးယားလိုပြောင်းလိုက်မယ်နော်များသောအားဖြင့်ကတော့ဒီ Haksa အားနဲ့မှာရှိတဲ့ကျောင်း website တွေကတခုနဲ့တခုအထားတူမတူတဲ့အတွက်ပေါ့နော်ကျိုးကွာခွာကျောင်း website မှာကျိုးကွာခွာကျောင်းကိုတွားပြီးတော့ရှာဖို့ရှာကြည့်ပါနော်ဒီမှာဆိုရင်ခြေတို့ဒီမှာကျိုးကွာခွာကျောင်းဆိုရင်အောက်မှာခြေတို့ကျိုးကွာခွာကျောင်းမီကျိုးကွာခွာမို့ဆိုကေဒီမှာဆိုရင်ဂျုံကုန်ပြောကျိုးကွာခွာကျောင်းဖို့ကီဒါဆိုရင်ကိုမေဂျာအလိုက်ကိုရဲ့မေဂျာ curriculum ကိုကြည့်မှဖြစ်တဲ့အတွက်ခြေတို့ကဂျုံကုန်ပြောကျိုးကွာခွာကျောင်းဖို့ကီတွေကိုဝင်လိုက်မယ်ဝင်လိုက်တဲ့အခါမှာဒီမှာခြေတို့နောက်ထပ်ရှိတယ်အဖညွန်တို့ပြောကျိုးကွာခွာကျောင်းဒီဟာအရေးကြီးရဲ့ခြေပြောတဲ့ဒီကျောင်းဝင်ရတဲ့နှစ်အလိုက်ကိုတက်ရမယ်မိကြတဲ့အတန်းတွေကတယောက်နဲ့တယောက်တူလေးမရှိဘူးပေါ့နော်အဲကြောင့်မကိုနှစ်အလိုက်ကို download ဆွဲရမှာဖြစ်တဲ့အတွက်ကြည့်ရမှာဖြစ်တဲ့အတွက်ခြေတို့အဖညွန်တို့ပြောတဲ့ကိုခြေတို့ဝင်လိုက်မယ်ဝင်လိုက်ရင်တော့ခြေတို့ကြောင့်မှာဆိုရင်ကဲဒီမှာ2026လို့ပေါ်နေရဲ့ခြေအကြောင်းဝင်ရတာက2025ခုနှစ်ဖြစ်တယ်ပြီးရင်ခြေရဘယ်ရလဲဆိုရင်ခြေကစာဝဲကွာတဲ့စာရဲကွာတဲ့ဟာနောက်ပြီးတော့ခြေတို့ကခြေရဲ့မိကြကရှင်းလီဟက်ကွာဖြစ်တဲ့အတွက်ရှင်းလီဟက်ကွာတဲ့ဝင်ပြီးတော့ခြေတို့ဒီမှာဒီမှာလည်းခြေတို့တစ်ချက်ယူရမယ်နော်ကိုယ့်ရဲ့မိကြအဓိကမေဂျာဆိုဂျူကျွန်းကုန်တကယ်လို့တပည့်မေဂျာရေးပါရှာခြင်းနဲ့ရှာလို့ရပါတော့ခြေကတော့မေဂျာကိုထောက်မှာဖြစ်တဲ့အတွက်ဂျူကျွန်းကုန်မှာပဲထားပြီးတော့ချူလျောနှိပ်လိုက်မယ်ဆိုရင်အခုကျလာတဲ့ဒီ window ကခြေတို့ချက်မိကြရဲ့ Q ကွာကွာကြောင်းပေါ့နော်ချက်မရှိမယ်နော် screen share လောက်ထားပေးမယ်ဟိုမပေါ် okay ဒါဆိုရင်ခြေ screen share နောက်တစ်ခုလုပ်ပေးမယ်နော်ဒီမှာ tab နောက်တစ်ခုပွင့်သွားတဲ့ဟာကြတော့ screen share လုပ်လိုက်တာမပေါ်ဘူးဖြစ်နေပေါ်လိုက်ကဲဒါဆိုရင်တော့အခုလက်ရှိချက်ခုနကချက်ချူးလျော့နှိပ်လိုက်တဲ့အခါမှာကြာလာတဲ့ဒီချက်မိကြရဲ့ကျိုးကွာကွာကြောင်းလေးဖြစ်ပါတယ်ဒါဆိုရင်အခုကျိုးကွာကွာကြောင်းကိုတကယ်လည်းတွေ့ကြည့်နေပါတော့ဒီမှာဆိုရင်ရေးထားတာက2025ခုနှစ်ဟုတ်လားကျိုးကွာကွာကြောင်းအာနေဆိုပြီးပါတယ်ဒါဆိုရင်2025ခုနှစ်မှာစိတ်ပညာမေဂျာနဲ့ကျောင်းဝင်ခွင့်ရထားတဲ့ကျောင်းသားတွေအတွက်မေဂျာကာရီကူလမ်ပေါ့နော်ဘယ်တန်းနေတက်ရမယ်ဘာတွေတက်ရမယ်ဆိုပြီးပြောပြပေးတာဒါဆိုရင်ချဲတို့ဒီမှာစကြည့်တဲ့အခါမှာပထမဆုံးအရေးကြီးဆုံးသိရမယ့်အချက်နံပါတ်1ဦးစားပေးကြည့်ရမယ့်အချက်ကဂျိုတော့ဟတ်ကြောင်ဂျိုတော့ဟပ်ကြောင်ကိုမှချဲတို့ရှင်းနိဖြစ်တယ်ဖြောနိဖြစ်တယ်ဂျိုတော့ဟပ်ကြောင်ဆိုတာဘာလဲဆိုရင်ဘွဲရဖို့အတွက်တေးကြပါလိုအပ်တဲ့ဒီဘွဲရဖို့အတွက်လိုအပ်တဲ့ဒီ credit ပေါ့နော်ဥပမာကျတို့ဆိုရင်4 year တက်တဲ့ကျောင်းသားတွေဆိုရင်စုစုပေါင်းဘယ်နှစ်ခုလိုလဲဆိုရင်8 semester တက်ရမယ်4နှစ်တစ်နှစ်မှာ2 semester ဆိုတော့ခြေတို့8 semester တက်ရမယ်8 semester မှာခြေတို့ credit စုစုပေါင်းဘယ်နှခုလိုလဲဆိုရင်129 credit ရမယ်အဲဆိုရင်တစ် semester မှာများသောအားဖြင့်18 credit လောက်ပဲ16 credit လောက်ပဲတက်မယ်ဆိုရင်ခြေတို့8 semester တက်ပြီးတဲ့အခါမှာ129 credit AC ပြည့်တယ်ဒါဆိုရင်ခြေတို့ဘွဲရပြီအဲ့ဒါဟိုမှာအဲ့129 8 semester တက်ပြီးရအောင်မှာ129 credit မပြည့်ဘူးဆိုရင်ကိုကထားပါတော့တစ် semester မှာ10 credit လောက်ပဲယူတာမျိုး15 credit လောက်ပဲယူလိုက်တာမျိုးမှာခြေတို့ credit 8 semester ပြည့်သွားတာတော့မှ129 credit မပြည့်ဘူးဆိုရင်ဒါကဘွဲမရအောင်ခြေတို့မြန်မာမှာလို့လေ4နှစ်တက်လို့ဆိုပြီးတော့4နှစ်တက်လို့ဆိုပြီးတော့ခြေတို့ကျောင်းပြီးသွားတာမျိုးမဟုတ်ဘူးသူတို့တေချာပေါက်တက်ခိုင်းတယ်တက်ရမယ်မေဂျာတွေတက်ရမယ်မေဂျာတွေမိုင်နာတွေတက်ရမယ်ပြည့်ရမယ် credit တွေပြည့်မှသာသူတို့ကဝယ်ပေးရပါတော့ဒါကြောင့်မလို့ဒီတိုင်းဒါကိုမသိထားဘူးဆိုရင်ကျောင်းတက်တာကအလကားပဲဘွဲရမှာမဟုတ်ဘူးเนาะ4နှစ်တက်နဲ့ဘယ်နှစ်တက်ဘွဲရမှာမဟုတ်ဒါကြောင့်မို့ဒါအရင်ရေးကြည့်တယ်တေချာပေါက်သိထားဖို့လိုတယ်ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုလုပ်ဖြစ်တာပေါ့เนาะဘာလို့လဲဆိုတော့ချက်ပြီးမှကျောင်းတက်နေတဲ့ချက်မြန်မာတငယ်ချင်းချင်းနဲ့တော့မှမသိတဲ့သူတွေအများတယ်တချို့ဆို second year တက်ရရှိပြီပေါ့နော်မသိလိုက်တဲ့လူတွေအများများတယ်ပြီးတော့တချို့ကျောင်းတွေကဒီခွေးခွာကျောင်းနဲ့ပတ်သက်ပြီး international student တွေကိုရှင်းမပြဘူးချဲတို့ကျောင်းမှာတော့မှချဲတို့နှစ်ကျောင်းမှာပထမဆုံးလူမျိုး professor တွေကဒီဝေကုကင်တွေအတွက်department တစ်ခုခွဲထွက်လိုက်ပြီးတော့ professor တွေကအဲ့မှာအသေးစိတ်ရှင်းပြလို့ဒါချဲတို့လည်းသိရပါပေါ့နော်ချဲတို့ရှေ့ကကျောင်းဝင်ခွင့်ရတဲ့ senior တွေဆိုရင်လည်းအဲ့လိုမျိုးပြောပြရမရှိလို့သူတို့ဘာသာသူတို့သိအောင်လုပ်ခဲ့ရတဲ့အခြေအနေတွေပေါ့နော်ချဲတို့ကတော့ကျောင်းမှာ professor ကကိုယ်တိုင်အတန်းထဲမှာဒီလိုလိုအပ်တယ်ဒီလိုပြောရဆိုပြီးတော့ရှိဖို့လိုတယ်ဆိုပြီးပြောပြလို့ဒါချဲတို့ကဒါသိလို့ချဲအတန်းမှာတင်ခဲ့ရတဲ့ဟာတွေကိုဘဝတုတအနေနဲ့ချေကပြန်ပြီးတော့ sharing လုပ်ပေးရပါတော့ကဲဒါဆိုရင်ခြေတို့ဆက်ကြည့်မယ်ဆိုရင်ပထမဆုံးအရေးကြီးဆုံးအချက်ကဂျိုတော့ဟပ်ကြောင်ကိုအရင်သွားကြည့်ပါခြေဆိုရင်တော့ဒီ8 semester မှာဘွဲရဖို့လိုတဲ့ credit က129 credit ဒီမှာမှသူကနှစ်ခုရှိတယ်ရှင်းနှစ်ရယ်ဖြောနှစ်ပဲရှိတယ်အကုန်လုံးကကိုရီးယားစာရပြီးမှကိုရီးယားတက္ကသိုလ်မှာတက်နေကြတာဖြစ်တဲ့ရှင်းနှစ်ဖြောနှစ်တွေကိုသိမှာပါနော်ခြေတို့ဒါကြီးအကုန်လုံးသိထားရမယ်နော်မသိရင် Gemini ကိုမေး AI ကိုမေးပေါ့နော်ခြေတို့ဒီမှာဆိုရှင်းနှစ်ဆိုတာက fresher ကိုပြောတာပေါ့နော်ဖြောနှစ်ဆိုတာက transfer နဲ့လာတက်တဲ့ကျောင်းသားတွေကိုပြောတာကျတို့လို first year ကနေစတက်မယ်ဆိုရင်129 credit ရှိရမှာတက်ပြအောင်တက်ရမှာဖြစ်ပြီးတော့ဖြောင်းနေဆိုပြီးတော့ transfer နဲ့ဥမာတက်ရနေပြီးတော့ဝင်တက်တဲ့ကလေးတွေကကြတော့64တက်သမား5 credit ပြည့်ရင်ရတယ်ဒါဆိုရင်ဘွဲရပြီကဲအဲ့ဒါပြီးသွားရင်အနောက်မှာမှခြေတို့အများကြီးရှိသေးရမှာခြေတို့ဒီ
ဒီမှာနောက်ထပ်အရေးကြီးတော့နောက်တစ်ခုကပါလဲဆိုရင်ရောငေါခန်းကြီးဟုတ်လားရောငေါခန်းကြီးဤဆိုဟာကြောင်ဆိုတာကကိုရီးယားမှာအတန်းနေကောင်ကခြေတို့က Korean trend နဲ့လာတက်တယ်ဥပမာခြေတို့ဆိုလဲ topic နဲ့ပဲကျောင်းဝင်ရပြီးတော့ Korean trend နဲ့တက်တာပြီးမယ်လေရောငေါခန်းကြီးလို့ပြောတယ်အင်္ဂလိပ်လို့ English speaking အင်္ဂလိပ်လို့ပြောပြီးတင်တဲ့အတန်းကနေပြီးတော့စုစုပေါင်း credit 15မှတ်လို့ပဲဆိုလိုတာက professor အင်္ဂလိပ်လို့ပြောပြီးတော့အတန်းထဲမှာအင်္ဂလိပ်လို့စာတင်တဲ့အတန်း15 credit ဆိုရင်များသောအားဖြင့်တန်းကိုပုံမှန်အတန်းတွေကတန်းကို3 credit ပေးရ3 credit ဆိုရင်3 5 15ဒါဆိုရင်အင်္ဂလိပ်လို့စာတင်တဲ့အတန်း5တန်းတက်ရမယ်ဒါဆိုရင်အဲ့129မှာခြေလို့ကိုတက်ချင်တာတက်လို့မရဘူးအင်္ဂလိပ်လိုတင်တဲ့အတန်း5တန်းတက်ရမယ်15 credit ရရမယ်ပြီးတော့နောက်တစ်ခု SW ခွာမိုးကကြတာခြေပြောဘူးရဲ့အဲ့ခြေရဲ့ပြင်မှာလည်းပြင်ဘူးရဲ့ SW ခွာမိုးအခုနောက်ပိုင်းကိုရီးယားမှာကို major နဲ့မဆိုင်ခြေလို့ဆိုရင်ဒါကမိုးနာပေါ့နော် literature major ဒါပေမဲ့အခုနောက်ပိုင်းမှာဒီ SW software အလိုဟာမျိုးနဲ့ပတ်သက်တဲ့ခွာမိုးကိုတေချာပေါက်အခြေခံအနေနဲ့တိထားမယ်အနေနဲ့တက်ရတယ်ဒါကြောင့်မို့ခြေလို့ဆိုရင် computer programming တွေပါတယ်အရင်ခက်တာတော့မဟုတ်ပေါ့နော် computer science သမားတွေလောက်ခက်တဲ့ဟာမျိုးတွေမဟုတ်ပေမဲ့လည်းလုံးဝဒီခေတ်ကြီးမှာတိထားတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးအတန်းကအစုစုပေါင်း6 credit တက်ရမယ်6 credit ဆိုရင်တန်းကို3 credit ပဲထားရင်တော့မှခြေလို့2တန်းတက်ရမယ်ဒါရရှိပြီးတော့နောက်တစ်ခုကကြတော့ထားကွာအင်ကြောင်ကျန်ဟတ်ကြောင်ကဘာကိုပြောလဲဆိုရင်ကြတော့တခြားပေကြကအတန်းဒါပေမဲ့ကိုမေဂျာနဲ့မဆိုင်ဘူးတခြားမေဂျာအတန်းအဲ့တခြားမေဂျာအတန်းကိုတက်ပေးမယ်လေကိုမေဂျာ credit အဖြစ်အတိမတ်ပြုပေးတာဘယ်နှခုလဲဆိုရင်12ခုရဲရတော့ဆိုဥပမာပြောရင်ခြေကစိတ်ပညာမေဂျာပေမဲ့ခြေကနွေးရင်ကြီးခြေစုံများသောဖြင့်နွေးရင်ကြီးကအတန်းတွေသွားတယ်နွေးရင်ကြီးက cognitive science ဒီလိုအုံနောက်အကြောင်းတင်တဲ့အတန်းတွေပေါ့နော်အဲ့cognitive science ဌာနကဖွင့်တဲ့အတန်းတွေကစိတ်ဝင်စားဖို့ကောင်းကိုသွားတက်တယ်ဆိုရင်ခြေတို့စိတ်ပညာနဲ့ဒီ cognitive science တွေဘာတွေကဆက်နေရောတခြားမေဂျာအတန်းမိမယ်လေခြေရဲ့စိတ်ပညာ major credit အနေနဲ့သူတို့ကအတိမတ်ပြုပေးတာဆိုတော့ကိုနဲ့မဆိုင်တဲ့ major ကိုသွားတက်ရင်တော့မှသူတို့ကကို major credit အနေနဲ့အတိမတ်ပြုပေးတော့ဒါပေမဲ့တခြားကိုကစိတ်ပညာရေးယူပြီးတခြား major အတန်းတွေကြီးပဲအများကြီးတက်လို့မဖြစ်ဘူးလေအဲဒါကြောင့်မလို့သူတို့က credit ကိုသတ်မှတ်ထားတယ်12မှတ်ဆိုရင်ခြေတို့3 credit နဲ့ဆိုရင်4တန်းတက်လို့ရတယ်ပေါ့နော်တခြား major အတန်း4တန်းကိုကို major credit အနေနဲ့သတ်မှတ်တယ်အဲ့လိုမှမဟုတ်ရင်တော့ဒီတိုင်း minor တွေကိုပဲရောက်သွားမှာပေါ့နော်ဒါကြောင့်မို့လို့ဒီမှာအရေးကြီးဆုံးဆိုရင်တော့ဒီဟာလေးတွေသိထားတယ်ကဲဒါဆိုရင်ခြေတို့စပြီးတော့ကြည့်ကြမယ်ဒီခြေတို့ကြောင့်မှာတော့ QN ပေါ့နော် minor ကခြေတို့ဖိစု QN နေရှိပြီးတော့ဒီတိုင်း QN နေရှိရယ်ဖိစု QN မှာတော့ခြေတို့ကိုဒီမှာ Kichu QN ဆိုပြီးတော့ခြေတို့ကEWA ကဒီခရစ်ယာန်ကျောင်းဖြစ်တဲ့အတွက်ခြေတို့ဂီတုပြိုဝါဆဲခဲဆိုပြီးဒီခရစ်ယာန်နဲ့ပတ်သက်တဲ့အတင်တဲ့အကြောင်းအတန်းကိုတေချာပေါက်ဖိစုနေနဲ့တေချာပေါက်တက်ရတယ်တက်မှာဒီဖိစု QN နေလေတက်မှာဘွဲရအောင်ပေါ့နော်ဒီဖိစုရေမတက်ထားတော့တစ်ခုလောက်လိုနေဆိုရင်ခြေတို့ဘွဲမရအောင်အဲဒါကြောင့်မလို့ဒီ129 credit တွေမှာသူတို့သတ်မှတ်ထားတဲ့တေချာပေါက်တက်ကိုတက်ရမယ်ဆိုတဲ့အတန်းတွေကိုတကယ်လျှောက်ပြီးတော့တက်ရမယ်ပေါ့နော်ဒီမှာဆိုရင်ခြေတို့ဆိုရင်တော့ဒီဂီချိုပြိုရဲမှာဆိုရင်ပထမအပိုင်းကကြတော့ဂီတုပြိုဝါဆဲခဲတစ်ခုပဲရှိရရွေးလို့မရဘူးတေချာပေါက်ဒီတန်းတက်ရမယ်ဒုတိယတန်းကကြခြေတို့ပါလဲဆိုရင်ဒီစာကိုဝါဖြူအောင်မှာကြတော့ထုံးကားကြောက်စာကိုဝါဂစကီဒီတန်းကလည်းဒီအပိုင်းမှာလည်းရွေးချက်ကြမရှိဘူးဒီ development ပဲရှိရဆိုရင်တေချာပေါက်အဲ့အတန်းတက်ရမယ်နောက်တစ်ခုကကြတော့ college english ဒါကလည်းရွေးစရာမရှိဘူးအဲ့တန်းတေချာပေါက်တက်အဲ့ကနေပြီးခြေတို့နောက်ထပ်အောက်ဘက်ပိုင်းမှာဆက်ကြည့်လိုက်မယ်ဆိုရင်တော့ခြေတို့ရွေးစရာကြီးအများကြီးရှိတယ်ဒီထိပေါ့နော်ဒီဟာဂီချိုပြိုရမ်းထဲမှာဒီထဲမှာဆိုရင်တော့ခြေတို့တစ်ခုပဲတင်ရင်ရပြီပေါ့နော်အဲ့လိုမျိုးယော်ရဘုံတို့ရဲ့အကြောင်းကကြွယ်ကွာကြောင်းအလိုက်ရှိတယ်ပေါ့နော်ဒါကတော့တစ်ကြောင်းနဲ့တစ်ကြောင်းသိမ့်မတူတော့တမီကြတစ်နဲ့တမီကြလဲဒါကမတူဒါကတော့ချက်ဟာကိုနမူနာကြည့်ပြီးပြောပြတာယော်ရဘုံတို့အကြမ်းပြင်းယူလို့ရတာပေါ့နော်ဒါဆိုရင်ဒါက fee စုပြိုရဒါဆိုရင်ခြေဆိုရင်ဒီမှာဆိုရင်ချက်အနေနဲ့ဆိုရင် minor ခြေဒီက3ခုတက်ပြီးသွားပြီခြေကဂီတုပြိုဝါဆဲခွဲပဲမတက်ရသေးရဒါဆိုရင်ခြေဘွဲရဖို့အတွက်ဒီ8 semester အတွင်းမှာဂီတုပြိုဝါဆဲကိုတေချာပေါက်တက်ရမယ်မတက်လိုက်ရင်ဒါကတေချာပေါက်တက်ရမယ် minor တွေကတခုကိုလိုသွားတာဖြစ်တဲ့အတွက် check credit က129ကိုကျော်သွားရင်တော့မှချက်ဘွဲမရဒီလိုမျိုးလေးရှိတယ်ဒါကအရင်ဆုံးခြေတို့ QN ကိုပေါ့နော်ဖိစု QN နဲ့ပတ်သက်ပြီးတော့ပြောခုတော့ခြေတို့ဂီချိုကျိုရန်ပြောပြသားပြီဆိုရင်တော့ချက်ရဲ့ဒီကျိုးကွာခွာကြောင်းထဲမှာဆိုရင် hashing ကျိုရန်ဆိုပြီးတော့ထပ်ပါသေးတယ်ချက်တို့ကြောင့်မှာဆိုရင် hashing ကျိုရန်က6ပိုင်းရှိတယ်အဲ့6ပိုင်းမှာမှချက်တို့Korean student အနေနဲ့ international student တွေတက်ရတဲ့ဟာကမတူဘူးဂီချိုကျိုရန်ထိရတော့အတူတူပဲပေါ့နော်ဒီ hashing ကျိုရန်မှာဆိုရင်ဒီ6ပိုင်းမှာ Korean student တွေကဒီ6ပိုင်းတွေက4ပိုင်းကိုရွေးပြီးတော့အဲ့4ပိုင်းတွေကသူတို့စိတ်နှစ်တက်ရပေါ့နော်4ပိုင်းတွေကတဘာသာစီရွေးတက်လို့ရတယ်အဲ့မှာ international student တွေအတွက်ကကြတော့မတူတာကဒီ6ပိုင်းမှာ international student တွေကကြိုက်တဲ့4ဘာသာတက်လို့ရတယ်ဆိုလိုတာကတစ်ပိုင်းနဲ့က4ဘာသာတက်တယ်နှစ်ပိုင်းနဲ့က2ဘာသာဒီခွဲတွက်ဒါမှမဟုတ်တစ်ပိုင်းက2ဘာသာဒီနဲ့4ဘာသာပဲတက်တယ်ခြေတို့အနေနဲ့ hashing ကို
QN ကိုစိတ်ကြိုက်တက်ခွင့်ရှိတယ်ဒါက international student တွေအတွက်တက်တော့ခဲခြေဝဲလုပ်ပေးထားတဲ့ဂျူကွန်းလို့ပြောရမှာပေါ့နော်ဒါကြောင့်မို့လို့ဒီမှာဆိုရင်ခြေ EWA ကိုပထမဆုံးကျောင်းဝင်ခွင့်ရတော့က first year first semester မှာဆိုရင်ခြေတို့ကျောင်းမှာ EWA mix ဆိုပြီးတော့ဒီ international student first year student တွေနဲ့ဒီ EWA က Korean စံပဲပေါ့နော် senior တွေနဲ့ကိုတွဲပေးရ program လေးရှိတယ်ကိုရီးယားကိုမရောက်ခင်ကတည်းကသူတို့က email ကနေဆက်သွယ်ကတ်တော့ကနေဆက်သွယ်ပြီးတော့ခြေတို့ကို Global ကွာကျောင်းနဲ့ပတ်သက်ပြီးတော့ပြောပြတယ်ရှင်းပြတယ်ပေါ့နော်အဲ့တုန်းကဆိုရင်သူကခြေဒီ Global ကွာကျောင်းနဲ့ပတ်သက်ပြီးသူကခြေကိုဘယ်လိုရှင်းပြခဲ့လဲဆိုတော့ဒီသူတို့ကိုရီးယားကျောင်းသားတွေအတိုင်းခြေတို့ကိုဒီ hashing QN 6ခုတွေက4ပိုင်းရွေးပြီးတော့တစ်ပိုင်းက diversity တက်ပါဆိုပြီးတော့သူကစူကန်ရှင်ကျောင်းတော့သူကရှင်းပြပေးမယ်ချက်ကိုရောက်လာတဲ့အခါမှာကျတို့ international student တွေကိုသင်ကြားပေးရဲ့ဒီ professor ရဲ့အတန်းမှာဆို professor ကအဲ့လိုမဟုတ်ဘူးဆိုပြီးပြန်ပြီးပြောပြတာမျိုးသိရတယ်ဒါကြောင့်မို့ချက်အဓိကပြောချင်တာကဒီပေါ့နော်ကျောင်းတစ်ကျောင်းထဲမှာတော့မှဒီလိုမျိုး international student အတွက်နဲ့ Korean student တွေရဲ့ဒီတဲ့ဂျူကွန်းတွေကမတူကြဘူးပေါ့နော်ဒါကြောင့်မို့တူတဲ့ဟာတွေလည်းရှိတယ်လို့မတူတာတွေလည်းရှိတာကြောင့်မို့လို့ကိုယ့်ရဲ့မိသားကိုဂျူကွာခွာကျောင်းကိုinternational student တယောက်အနေနဲ့တေချာလေ့လာပါ Korean ကျောင်းသားတွေပြောတဲ့ဟာတွေအကုန်လုံးပေါ့နော်သူတို့နဲ့တစ်ထပ်တည်းမတူတာမျိုးတွေရှိတဲ့အတွက်ကိုယ်တိုင် professor တွေကိုမေးကြည့်ပါကိုယ်တိုင်လေ့လာကြည့်ဖို့အတွက်အကြံပေးပါတယ်နော်ကဲဒါဆိုရင်ခြေတို့နောက်တစ်ခုကတော့ဘာသွားမလဲဆိုရင်ခြေတို့ဂျုံကုန်းကိုသွားကြမယ်မေဂျာပေါ့နော်ကဲခြေတို့မေဂျာကိုရောက်တဲ့ခါမှာမေဂျာမှာခြေအဓိကပြောရမှာကခြေတယ်မှာမပါပေမဲ့မေဂျာမှာခြေတို့ပထမဆုံးအဓိကသိရမှာကဂျုံကုန်းစွန်းတဲ့ရဲ့ဂျုံကုန်းဖီးစုရဲ့ဆိုပြီးနှစ်ပိုင်းရှိတယ်ခုနကသူ့ရဲ့အတိတ်ပဲအတိုင်းပဲပေါ့နော်ဖီးစုဆိုရင်တေချာပေါက်တန်ရမယ်စွန်းထက်ဆိုရင်တော့ဒီတဲ့ရွေးချက်ခွင့်ရှိတယ်ဒါပေမဲ့ခြေရဲ့မေဂျာကတော့ဖီးစုမရှိတဲ့အတွက်ခြေကတော့စိတ်ကြိုက်ရွေးတက်ခွင့်ရှိတယ်ဒါပေမဲ့ယော်ရဘုံတို့မှာဖီးစုရှိကောင်းရှိနိုင်တာဖြစ်တဲ့အတွက်ဖီးစုတွေကိုဦးစားပေးပြီးတော့တက်ဖို့အတွက်မမေ့ပါနဲ့ပြီးတော့ဂျုံကုန်းမှာနောက်ထပ်သတိထားရမယ့်အပိုင်းက credit လေးတွေမတူလေးရှိဘူးဒီမှာယော်ရဘုံတို့တွေ့လာရင်48 credit ရယ်39 credit ရယ်နှစ်ခုပါတယ်ဒီနှစ်ခုကဘာလို့ဆိုလိုလာလဲဆိုရင်ကိုရီးယားမှာဆိုရင်ဂျူကျွန်းကုန်လို့ပြောမှာနော်မေဂျာတစ်ခုတွေယူပြီးတော့ဘွဲယူမှာလားမေဂျာနှစ်ခုတက်ပြီးတော့ဘွဲယူမှာလားဆိုတဲ့အပေါ်မူတည်ပြီးတော့လိုအပ်တဲ့မေဂျာ credit တွေကွာသွားတယ်ကိုကတစ်ခုလေးတက်မေဂျာတစ်ခုလေးနဲ့ဘွဲယူမယ်ဆိုရင်မေဂျာ credit က48 credit လိုတယ်ဒီ48 credit ကခုနကချဲလို့ဘွဲရဖို့လိုတယ် total credit 129ကိုထပ်ပေါင်းတာမဟုတ်ဘူးเนาะအဲ့ထဲမှာပဲဖိုးပါပြီးသား129တဲက48 credit က major လာတဲ့ credit ဖြစ်ရမယ်129ထပ်ပေါင်းလာတာမဟုတ်ဘူးเนาะပြီးတော့တကယ်လို့39 credit ကကြာဘာကိုပြောလဲဆိုရင်ကိုက double major ယူရရေးတော်ဆိုချက်ကစိပညာ major ကနေချက်က communication media ချက် double major ယူလိုက်တယ်ဆိုရင်ချက်ကရှင်းမိဟာကွာစိပညာ major credit ကိုချက်က39 credit ပဲတက်ရင်ရပြီအဲ့အတိတ်ပဲပေါ့เนาะဆိုလိုတာကကျောင်းဘက်ကနေဒီသူတို့ရဲ့ကျောင်းသားတွေကို double major ယူဖို့အတွက်အားပေးတဲ့အနေနဲ့သူတို့မျိုး short ပေးတာပေါ့เนาะဒီလိုလေးတွေသိထားဖို့လိုအပ်ပါတယ်ပြီးတော့ရင်ခြေတို့နောက်ထပ်သတိထားမှာလေးတစ်ခုကဘာလဲဆိုရင်ဒီအပေါ်မှာရောတော့ဘုံတို့မြင်ရလာရင်isu gunjan hanyo ဆိုပြီးတော့ဒါကဘာကိုပြောရလဲဆိုရင် recommended year ကိုပြောတာပါဒီအောက်မှာဆိုရင်ကဏ္ဍလေးတွေ1နှစ်3 4ထိတွေ့နိုင်တယ်အဲ့ဒါကဘာလဲဟိုပေါ့နော်9နှစ်တက်တဲ့အကြောင်းလေးဆို9ပေါ့နော်ဒါကဘာကိုပြောလဲဆိုရင်ကိုယ့်ရဲ့ဒီ major ကိုနှစ်အလိုက်တက်ဖို့ recommend ပေးတာ2လို့ရေးထားတာ second year သမားတွေကိုတက်ဖို့ recommend ပေးတဲ့သဘောပေါ့နော်ဒါကြောင့်မို့လို့ကိုယ့်ရဲ့နှစ်အလိုက်တက်ဖို့အရေးကြီးတယ်တကယ်လို့ကိုယ့်နှစ်လိုက်မဟုတ်ဘဲနဲ့ကိုက fresher first year ကျောင်းသားက final year 4 year အတန်းကိုသွားတက်လိုက်မယ်ဆိုရင်အတန်းထဲမှာပေါ့နော် professor ကတချို့အခြေခံ theory တွေကိုအသေးစိတ်ရှင်းမပြပေးတာမျိုးသူတို့သင်ခဲ့ပြီးသားပါဆိုကြော်သွားလိုက်တဲ့အခါမှာကိုကဒီဘာသာရပ်ကိုအသစ်ဖြစ်နေတဲ့အခါမှာကိုပဲစာမလိုက်နိုင်တာမျိုးတခြားသူတွေက senior တွေဖြစ်နေပြီဖြစ်တဲ့အတွက်သူတို့ကအကုန်နားလည်နေတာမျိုးဒီလိုမျိုးတွေကြုံရနိုင်တယ်ကိုတယောက်တည်းစာမလိုက်နိုင်ဖြစ်တတ်တယ်ဒါကြောင့်မို့လို့ဒီပေါ့နော်ဒီ isu ကိုညဟန်ညောအလိုက်စုကန်ရှင်းချောင်းလုပ်ဖို့အတွက်ခြေကတော့ recommend ပေးရပြီးတော့နောက်ထပ်တစ်ခုကစောချောင်းဟက်ကီဒါလေးလည်းသိထားဖို့လိုတယ်ဒီမှာကတော့1ရ2ရ2မျိုးပဲပါတယ်အဲ့ဒါကဘာကိုပြောလဲဆိုရင်ဒီ major ကိုဖွင့်တဲ့ semester ကိုပြတာ1ဆိုရင် first semester 3လပိုင်း2ဆိုရင် second semester 9လပိုင်းကိုပြောရဲပေါ့နော်တကယ်လို့မြန်ရောတော့ဘုန်းတို့ကကိုကထားပါတော့နောက် semester ဆိုရင်ဘွဲရတော့မယ်ဒါပေမဲ့ကိုတက်ရမယ် fee စုကဒီ semester ပဲဖွင့်နေဆိုရင်ဒီ semester မှာတေချာပေါက်ရအောင်တက်ပါနောက် semester တက်ပြီးတော့6 semester ပြည့်သွားတဲ့ဟာမှာကိုကအဲ့ fee စုတွေကိုမတက်လိုက်ရတာမျိုးဖြစ်သွားမယ်ဆိုရင်နောက်တစ် semester ထပ်ပေါင်းပြီးတက်ရမယ် extra semester တက်ရမယ်အဲ့လိုဆိုရင်8 semester ရဲ့နဲ့ပွဲမရတာမျိုးလည်းဖြစ်နိုင်တယ်ဒီဟာကြောင့်မို့လို့ဒီလို isu တို့ isu ကွန်ဂျာဟန်ညောင်းတို့စောချောင်းဟပ်ကီတို့ကိုစုကန်ရှင်းချောင်းလုပ်တဲ့အခါမှာတေချာလေးသတိထားပြီးတော့ကြည့်ဖို့အတွက် recommend ပေးပါတယ်ပြီးတော့နောက်ထပ်နောက်ဆုံးပြောစရာလေးကျန်တာကတော့ဒီထားပေါ့နော်ထားဆိုတာခြေခုနကပြောခဲ့တယ်ဒီမှာပါတော့ထားကွာအင်ကြောင့်ကျန်ဟတ်ကြောင့်ဆိုပြီးတော့တခြား major ကအတန်းမိမယ်ကို major credit အဖြစ်သတ်မှတ်ပေးရအတိမတ်ပြပါပေါ့နော်ချင်းမျိုးတို့ထဲမှာဆိုရင်48 credit ထဲမှာသတ်မှတ်ပေးရဥပမာဘယ်လိုဟာမျိုးလဲဆိုရင်ခြေတို့ခုနကဆိုရင်ဒီမှာခြေတို့ကြည့်မယ်ဆိုရင်
예를 들어서 제로 디마 소위 뇌인지 과학 기초 소리 일단 디에단 소위 디마 심리학과 뭐 또 배야 폰나래 소위 뇌인지 과학 부와 폰나 cognitive science 단아 폰네 일단 다음에 제가 세빈야 장도 배면 디에단 어떤 다름에 소위 제로 세빈야 미자 အတွက် လိုအပ်တဲ့48 credit အတွက်အသိမှတ်ပြုတယ်ဆိုလိုတာကအတပါလဲဆိုတော့ဒီမီဂျာတွေတစ်ခုနဲ့တစ်ခုအချိတ်ဆက်ရှိနေကြအောင်လည်းပါတယ်ပေါ့နော်ဒါပေမဲ့ကိုကပေါ့နော်တခြားမီဂျာအတန်းနေစိတ်ဝင်စားစရာကောင်းနေဆိုပြီးအကုန်သွားတက်လို့တော့မရဘူးဒီမှာထားဆိုပြီးပေးထားတယ်အကုန်တက်လို့မရဘူးဘာလို့လဲဆိုတော့ credit က share hand ရှိရပဲရှိပဲလေဆိုရင် direct credit ပဲပေးရဖြစ်တဲ့အတွက်တန်းကို3 credit အတန်းနေတက်မယ်ဆိုရင်4တန်းမဲ့တက်လို့ရတယ်4တန်းအထိပဲတက်မှတ်ပေးမယ်ကိုကအဲ့4တန်းထပ်ပို့ပြီးကြော်ပြီးတက်မယ်ဆိုရင် even ပြိုရမ်းတဲ့ကိုရောက်သွားမယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီလိုလေးတိထားပြီးမှစုကန်းရှင်းချောင်းလုပ်မယ်ဆိုရင်ရော်ဒဘုံတို့ဘွဲရနောက်ကြတာမျိုးဟုတ်လားကိုတက်ရမယ့်နှစ်တန်းsemester ပို့တက်ရတာမျိုးကျောင်းလောက်ပို့တက်ရမျိုးမရှိတော့ဘူးပေါ့နော်ပို့တက်ရမယ်ဆိုရင်ကျောင်းလောက်ကကြီးလေပို့ပေးရမှာဆိုတော့ဒါလေးတွေကိုတိထားဖို့လိုတယ်အရေးလေးကြီးတယ်ပေါ့နော်ခုနကပြောတယ်တက္ကသိုလ်ကျောင်းသားတွေရဲ့အသက်သွေးကြောင်အဲ့ဒါကြောင့်မလို့ဒါလေးတိထားဖို့ကိုယ့်ရဲ့မိသားလိုက်ကျောင်းအလိုက်လေးလာကြည့်ဖို့အတွက် recommend ပေးပါတယ်ချဲတို့ကျောင်းကနောက်လာဆိုရင်စုကန်းရှိကျောင်းလေးစပြီးချဲတို့ဆိုရင်ရှစ်လပိုင်းပထမပတ်ဆိုစပြီပေါ့နော်ဒီနှစ်မှာချဲတို့ကျောင်းဝင်ခွင့်ရတဲ့ကျောင်းသူတွေအတွက်ဆိုရင်တော့ဒီ video လေးကလုံးဝအထောက်အကူဖြစ်မှာပါတခြားကျောင်းသူတွေအတွက်ဆိုရင်လည်းဒါလေးကိုကြည့်မယ်ဆိုရင်ရော်တော်ဘုံတို့ကျောင်းကအကျန်းဖြစ်တော့နားလေသွားလောက်မှာပါတက္ကသိုလ်တွေကတော်တော်များများတော့အတူတူပဲအမေလို့ဒီတေးချက်လက်လေးတွေတော့ကွာပေးမယ်ပေါ့နော်ဒါလို့ဆိုရင်တော့အကျန်းဖြစ်တော့ဘယ်လိုမျိုးတက်ရမယ်ဆိုတာကိုနားလေသွားလောက်မယ်ထင်ပါတယ်ဒါကြောင့်မို့လို့ဒါမျိုးလေးလေးလာပြီးမှစုဝဲရှိကြလုပ်ဖို့အတွက်အကြံပေးပါတယ်ဒီနေ့ဗီဒီယိုလေးကတော့တော့ပါပဲအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်စုဝဲရှိကြမှာလည်းကိုတက်ချင်တဲ့အတန်းလေးပြကြပါရကြပါစေ